ဒါကျွန်တော်တို့ဒီဘာ waterfall ချန်ထိုင်းကိုမပြောတော့ခဏလေးဖတ်ပြီးမယ်ပြီနော်သူဒီချွန်ပူရီကျွန်တော်တို့ campaign စိုက်နှန်းလေးကဒီ waterfall ကိုရောက်နေတာကွာရောက်နေတာဆိုတော့ခုလမ်းလျှောက်မယ်အဲ့တော့ဒါကသူ့ရဲ့မြေပုံကတော့ဒီမှာချန်တာတန် waterfall တဲ့အဲ့တော့လုံးဝ nature vibe ပေါ့နော်ဒီမှာတစ်ခုကဝင်ကြီးကတော့တယောက်ကို200ပေးရတယ်ဒါကတော့တော်တော်များဒီ national park တွေကအကုန်လုံးဒီပါ200ပေးရတယ်အထင်းထဲမှာတန်ငှားရင်တန်ငှားသက်သက်ထပ်ပေးရတယ်ဆိုင်ကယ်ပါရင်ဆိုင်ကယ်ကသက်သက်ထပ်ပေးရတယ်ဒါကတော့ထုံးစံတိုင်းပေါ့နော်ဘယ်နေရာရောက်တူတူပဲသူခုနမောင်တို့ပြောလေ30ဆိုတာတယောက်ကိုလမ်းလျှောက်ရင်30ဆိုသူပြောတယ်ဘယ်လိုกว่าလဲတော့မသိဘူးဟောမိနစ်30ဒီကြားရဲမှာပေါ့နော်ဒီကနေစသွားမှာဆိုတော့ maybe သူကအိတ်စစ်ကဟိုဘက်မှာ 1.2 km ရှိတယ်ဒီဟိုဟာတွေကလိပ်ပြဟိုဘာညာတွေကကွာအဲ့ဒါ1 km ဘာညာလဲသူကဒီမှာဒီစားချင်းတွေပါရှိသေးတယ်ကွာဆိုတော့မဆိုးပါဘူး200ကတော့ပြီးပြောပါတယ်နှစ်ယောက်ထဲလေးဖြစ်နေတာရောပြီးတော့ဟုတ်မယ်ဒီကနေ့ဆိုတော့မိနစ်40ပါဟုတ်တယ်ဟိုဟာကဗာလေနည်းနည်းလေးလေဒီဘက်ကတော်တွေကလည်းရှောက်လို့ရတယ်ကွာကြည့်ရတယ်လမ်းရှိတယ်ဒါပေမဲ့တော်တွေကရှောက်တဲ့သူလည်းမရှိဘူးပြီးတော့ကျွန်တော်ကလူတာအနေနေတော့ကျွန်တော်ကားလမ်းဒီလမ်းမကြီးရပဲလမ်းရှောက်မယ်ပေါ့နော်ရှောက်ပြီးတော့ရေတကုံကြီးတက်လိုက်တော့မယ်ဟောတော့ဒီဘက်တော်တွေကခုမိုးလဲရွာထားတော့မှောင်နေရကွာလမ်းပြောင်းမှာဆိုတော့ပြီးတော့ Google Map ကလည်းလမ်းမကြီးကိုပဲပြတယ်လမ်းမကြီးရပဲသွားလိုက်တော့မယ်formation ဆိုပြီးတော့ပြထားတာပေါ့နော်။ဟာရောက်ရင်မမွေကြောက်တယ်နဲ့ဟုတ်ချစ်ဆုံးမယ်ဟိုကမကြည့်ဘူး။ဒါတော့တည်တယ်မောင်ဒါတည်တယ်။မကြည့်မောင်ဒီမှာဟိုကမကြည့်ဒါတောင်စိတ်ဒါတောင်စိတ်ဒါတော့မောင်မသိဘူးဟိုဟာလေစားထဲမှာတော့တင်ဘူးတယ်ဟမ်ရကူမဟုတ်အဲ့ဒါလေအစိတ်ရှိတယ်ကောင်ကဒါဆက်ဒါကြီးလောင်လို့လဲခေါ်တယ်ကွာတီးလေးကြွက်လောက်ပဲရှိရမသိဘူးဒါတော့ကြောင်3ကောင်လုံးသမင်းပဲတော့ကြောင်ဒါလည်းတော့ကြောင်ပဲကွာဒီ2ကောင်ထဲမှာတော့ဘယ်ကောင်လဲမသိရဘူးငါချိန်နေခုရဒါတော့ဝက်လားဒါဒီမှာဖြူဟိုငှက်တော့ဒါပြောင်လို့ခေါ်ရတယ်ချစ်ကြွက်ကဖို့တွေပါရှိတယ်ဒါရဲ3ကောင်လုံးသမင်းပဲမွေလည်းရှိရဆိုတော့တော်ရငါတော်ရမသွားလို့ငါမွေကြောက်တယ်နဲ့ဟုတ်နေမွေဟောက်ရှိရတဲ့မိုင်းမရ80တော့မလို့ရှေးတကြီးတရီရနေတာ Let's go အဲ့တော့ခုကတော့တောင်လျှောက်တောင်တက်မှာပေါ့နော်သူများနိုင်ငံကိုနိုင်ငံကတော့ဟိုတားကြီးကခုလောတဲ့ခုံနာပြုတ်နာကျွန်တော်ပြင်လို့မှာတယ်ဘရောက်ပင်တကယ်နှိမ့်ချို့ပင်ကျွန်တော်ငင်လေးကပင်ကြီးတယ်ကွာခုတ်ပလိုက်ပြီမရှိတော့သူတို့ရှာထိမ့်လိုက်တယ်ကွာယူလေးပဲဒါပေမဲ့ဒီကနေဝင်ငွေကသူတို့ဝင်ငွေကတရက်ကိုသိန်းရှိတကယ်သိန်းရှိတယ်သိလားဒါတော့မှforeigner ရာသီမဟုတ်ဘူးကွာသိလားဒီဟိုပါပဲရှိတယ်ခုနကဒီဗီဒီယိုပါလေသိလားဒီမှာပုံပါတယ်ဒီကနဲ့တက်ကြည့်အောင်လားအဲ့တော့ဟိုကမရှိဘူးဟောတော့ဒီမှာလဲရှင်းတော့သိလားဒီမှာလဲတော့ဟိုပါလေလမ်းကြောင်းနေရှိတာဒီမှာဗျာခုနကကမ်မိန်းအဝင်ပါတယ်စူးတာခုဆက်ပြင်းဖြစ်နေအဲ့တော့လမ်းရှောင်းနိုင်တယ်ဆိုရင်တော့ဒါတွေကလည်းလာလေလိုကောင်းတယ်ပေါ့နော် PCC နဲ့ပြီးတော့အခုရှောင်းမယ်ကျွန်တော်တို့ဒီ live ကို nature live ကိုကြိုက်တယ်ဆိုရင်တော့အဆင်ပြေတယ်ဒီမှာတက်ယူရလေရှူတဲ့လေတိုင်းဝရတယ်ပြောပါသိလားမောင်ဟိုမောင်တို့ရထားလမ်းမှာလမ်းလျှောက်လို့ရှိရင်2လမ်းလောက်လျှောက်တယ်မောတယ်အဲ့ဒီဒီကမိုးနေတာလေwaterfall ပဲရောက်ရင်တော့ပုံရိုက်မယ်ပေါ့နော်ပုံရိုက်ဖို့တော့ကျွန်တော်စက်တက်လေးတော့ယူလာတယ်ဒါနဲ့ဟိုဟာဗာလေကျွန်တော်လိုမျိုးဒီရန် Osmo Action 6ကိုဝယ်ခြင်းနဲ့ဒီ adventure ကိုဝယ်ခြင်းနဲ့ဆိုရင်အတစ်လုံးဝ parking ပဲရှိနေအဲ့ဒါ19000လောက်ပဲရှိမယ်ကွာ18000လောက်မဟုတ်1000လောက်တော့တက်တာမယ်ရမယ်ပေါ့နော်အဲ့ဒါရှိပါတယ်မှားခြင်းလဲဆိုရင်
ချက်ပေါက်မှာလာနေလို့ရပါတယ်ကြာတော့မီတာ300လေးရတိတ်မွေဘူးကျွန်တော်ဟုတ်နည်းနည်းပဲ600လေးအောင်ရေတန်ကြားနေရတယ်ဟုတ်တော့ကက်တရလမ်းနဲ့ကက်နေရတာမဟုတ်ဘူးလားမို့နေကက်တရနေအောင်မို့ကလေးလေး ဘာမှမအင်း ဒီမှာလမ်းလျှောက်တဲ့သူတွေတော်တော်များတယ်နော်အကုန်လုံးလမ်းလျှောက်တယ်နော်ငါတို့တော့မမြင်ဘူးနော်မင်းတို့ငါတော့ရီးသားရှိရပါပြဿနာမရှိဘူးရီးသားမရှိတဲ့ကောင်လေးလာနေတယ်ရှိလားဟာရှူလိုက်ရနောက်မှတတိတတိုင်းငေါကောင်ဘူးရှူရတယ်ဖြစ်ကုန်မယ်A4 ကသူက3စင်းရှိတယ်3စင်းရှိတယ်3စင်းရှိတယ်ဆိုတော့ start here ဖြစ်တော့ဒါမီတာမဟုတ်ဘူးထင်တယ်ဟုတ်လားဟုတ်ပါထင်တယ်အဲ့တော့မဝေးဘူးလားလေနော်နည်းနည်းတော့ဆက်ဒါပထမအဆင့်ဖြစ်မယ်အပေါ်တစ်ဆင့်လောက်တက်ကြည့်လို့ဟုတ်လားအပေါ်ကဒီကနေလည်းတက်လို့ရတယ်ပေါ့တော့တော့ပြန်စီပြီးအပေါ်နောက်တစ်ဆင့်တက်မယ်ကြည့်ရတာဒီလမ်းကြောင်းကတော့ဟိုပါလေစီးရဲစီးလို့ပုံနော်ဆောင်းလာရှိတယ်မာဂျင်တယ်ပါလေရှိဒီကြောင်လေးကိုလည်းပါကြည့်ရဟောဒီဘော်လေးတက်လို့ရမယ်ဒီဘက်ကိုအရင်တက်လိုက်တောင်လေးကြရင်တော့အဆင်ပြေတယ်။အောင်ရှိရတော့မယ်။ဟိုပန်းလေးအဲ့ဒီတက်ပုံရ။နင်းတက်လိုက်ပေါ့။ဒါကြီးရဘာကြီးလဲမဟုတ်ဒီသီးရဘာသီးလဲ။ရှားလို့ရလား။ရှင်မရလား။ရှင်သီးလားမသိ။ရှင်သီးနဲ့စားဟုတ်3စင်းရလေဟမ်ရှင်းကြိုက်တာလားမသိဘူးအေးဟုတ်တယ်ဟာဒီမှာစားထားတယ်မင်္ဂလာသီးထင်တယ်မဟုတ်မလကာသီးလားမင်္ဂလာသီးလားရှင်းနေမောင်နဲ့ညင်းရတော့အများကြီးပဲဟာဒီမှာဘာပင်လဲအောက်မှာလည်းတပင်နော်ဟုတ်လားမောင်တို့မရိုက်ခဲ့ရတယ်ဒီမှာနှစ်ပင်သုံးဒီမှာတပင်၄ပင်ပါလေတပါသေးတော့ဘာပင်ကြီးอ่ะဘာသီးတွေတီးပြီးတော့ဘလို့စားရမှန်းမသိပါဘူးဘာရမတီးကြီးอ่ะဘာသီးနဲ့မသိတဲ့ဘာကြီးဘာပင်ကဘာသီးကြီးနဲ့မသိတာစားရလားမသိဘူးဒီလိုအရီနဲ့မဲ့လုံးဝနော်နဲလိုက်မို့အာဟိုလေအစိတ်ပင်နဲ့တူတယ်လို့လေအစိတ်ပြီးတော့ဟုတ်တော့ပါဟိုဆိုးတွေပြောတယ်လေအစိတ်ပင်အစိတ်တီးကစားလို့ရတယ်အစီးရပဲအစိတ်ရှိတယ်
ရတယ်ခိုးခြင်းလို့လားအမေချေဟိုဘက်ကထောက်ထားမရှိလေအောက်ကိုရှော့ကြလားအကြောင်းကြားနဲ့ပြီးထွက်လာချောလာရှင့်ကိုရီကန်ကောင်းတာတခုကပါလေသိလားခဏနေဘူးတာပဲနေဘူးတာတော့တော်ရအောင်ခုကျွန်တော်တို့ရောက်နေတဲ့နေရာကတော့ဒါဟိုလူငယ်ရောင်တိတ်မလာတော့เนาะရေကွန်ရဲ့အဲ့လိုတော်တော်အပေါ်ဆုံးကြီးကိုရောက်နေပြောရမှာကွာသိလားဟိုအပေါ်ဆုံးဟိုမှလူတိတ်မလာတော့တဲ့အပေါ်ဆုံးကိုပြောရမှာဒီမှာလမ်းကြောင်းလေးရရှိကြည့်ရတာ hiking လမ်းကြောင်းနေဒီကနေသွားတာသိလားဒါပေမဲ့လမ်းကြောင်းကမြင်အောင်တစ်ခုပဲအချိန်မြင်များချိန်ပင်မှာတကယ်ဟိုလုံးဝတော်ရဲရောက်သွားသလိုခံစားကြပါဒီပေါ်မှာဘယ်သူမှအသိမရှိတော့ပုံမှန်ဆိုတာဘာကောင်ဝတ်ထားလဲမသိဘူးဝတ်ချင်းနေအောင်လို့တော့ကျွန်တော်တို့ဟိုကရီထွက်ရောက်နေပြီလို့ထင်တာပဲရီထွက်ဘက်ကိုသွားကြည့်ပါမယ်ရှင်းမတက်ချင်တော့လားတက်အောင်မလားအိတ်တွေတော့အကုန်ထားခဲ့လိုက်ပြီပေါ့နော်။ဟောဆိုတော့ဟိုဒီအားဆိုရင်ဟိုမိုးရွာရင်တောင်ကြချောင်းခေါ်တာလေ။ဒီမှာလေဒီကနေလည်းတက်လို့တော့ရမယ်။ဒါပေမဲ့ကြောင်ကြသွားပြီလား။သူတို့ဒီကနေတက်သွားတယ်။တက်မလား။တက်မယ်ပြီးမဲမယ်ဒါပေမဲ့နော်ကျော်ရမယ်။နည်းတော့ကျွန်တော်တို့ဟိုလောက်ရမယ်။ဒီလားကင်မရာလေးခဏပိတ်ပြီးမှပေါ်ရောက်မှရိုက်ပြ။လုံးဝadventure ဖြစ်သွားမယ်ဟမ်စင်ပြေလားရှင်ကူကဲဟိုချလိုက်နည်းနည်းကျွန်တော်ရောက်နေတဲ့နေရာပေါ့နော်ဒါရှိတော့တိတ်မင်းတယ်လို့နဲ့ခုံချရင်ကျိုးမှသိလားတဲ့ပဲရဲ့ဖေးပဲချပြန်စင်းတော့စင်းနေတယ်ငါပြန်စင်းနေတာချောင်းနဲ့ပြန်စင်းနေတာအဲ့တိုင်းတော့လွတ်ပြီးထားတာပါဒီအဆင်ဒီမှာရှောက်လန်းတယ်အဲ့လိုမျိုးအပင်ကြီးနေဟိုဟာရေမရှိဘဲနဲ့တော့ရှိတယ်နည်းနည်းတော့တွားကြည့်အောင်မယ်ဟာတွားကြည့်လိုက်ရအောင်တွားကြည့်ကြည့်မယ်နော်ဘာရှိနေတော့မသိဘူးဒီရရှိကတော့ဒီလိုလေးလည်းပဲကြည့်လိုက်ချစ်တို့ကဟိုကြောက်တော့စီဟာကြည့်ရတာဘာပြောတယ်မိုးရင်းနေမိုးရင်းဆိုရှိကြဟိုမိုးရင်းဆိုအဲ့လိုမိုးများရှိကြတယ်ဟောတော့ငါကမှမိုးရတာဒီနေ့ကနဲတယ်ပြောခုမှစရွာနေအောင်ပြောနော်တက်တိုက်ကအဲ့တော့ဒီမှာတော့ဟိုသူတို့လူလုတ်ကြီးတွေဟာတော့ရှိရတာမိုးများရင်တော့ဒီဘက်မှာလည်းရှိကြတယ်ထင်တယ်ဟောတော့မောင်တို့ဟိုမှာရေကုန်နှစ်ဆင်းတွေ့ခဲ့တယ်လေတိလားဂျားထဲမှာတစ်ဆင်းရှိရဆိုပြီးတော့ဒီအဲ့ကြောက်ခက်ခါလေအဲ့ဒါလေတစ်ခွနဲ့တော့ဆင်းတယ်ဒါပေမဲ့တစ်ခွတော့မဟုတ်ဘူးကမုံတစ်ခုခုဖြစ်တယ်ဒီကြားလေးတစ်ခွလိုမျိုးအစစ်အစစ်တွေနေပဲရှစ်ဒီကောင်လေးမလို့ဟိုတစ်ခွနဲ့တော့ဆင်းတယ်မြန်မာနိုင်ငံမှာလည်းရှိရတယ်ရှိရတယ်တော့မသိဘူးဗျာငါတော့ဒီဗီဒီယိုရှိရတယ်မဲ့တိတ်ရှိတာဒီနန်းလေးဒီလေ
လေးတွေရှိတယ်ကျွန်တော်တို့တက်လာလန့်သွားချိန်မီဟိုဖြစ်သွားပြီရင်းချိန်မော့ချိန်ဆိုတာဒီရပါအဲ့ကြောင့်ချိန်ခုတ်တာအနေများရတယ်ပေါ့နော်ဟိုမှာလေတောက်လျှောက်မှာချိန်မင်းနေချိုးနေရလားတစ်ပုတ်ဆိုတော့နာမောတော့ဘာနဲ့ချင်မအောင်ရအောင်ရေးတယ်ဒီကတိုင်းဆက်သွားကြရလည်းမရှိဘူးကျွန်တော်ပြန်ပို့လို့ရှိတယ်အောင်ရအောင်ဒီလေးတစ်ခုလောက်ဝင်ကျွန်တော်ဒါကျုံမဲ့ကားကိုခေါ်ရမှာပေါ့နော်ဒါကျုံမဲ့ကားကိုခေါ်မယ်ပြန်မယ်ပြန်ပြီးတော့ cabin site မှာပဲဝယ်စားလိုက်တယ် cabin site မှာပဲဝယ်စားပြီးတော့ကျွန်တော်ခဏနေကြာရင်ဟို ATV စီးဖို့ရှိတယ် ATV စီးဖို့ရှိတယ်ပေါ့နော်အဲ့တော့ပြန်ဝဲလုပ်ပြီးတော့နည်းနည်းကြာ ATV စီးဖို့လုပ်ဟိုဒါကတော့ကျွန်တော် campsite ကစိုင်လေးပါဒီမှာအေးတွေရတယ်ပြီးတော့ဟိုတော်တော်ဆုံးနေပြောမှာနော် friend တွေပါရတယ်ချက်ချော်တွေပါရတယ်အဲ့လိုကဖောင်တွေပါရတယ်ဆိုတော့ ဟုတ်လို့မင်းတို့က A4 တက်မျက်နှာပဲဆို A4 တက်မျက်နှာနဲ့ဟိုအဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ဆိုထိုင်းတာသိမကြိုက်ဘူးဒါပေမဲ့သူတို့ကဖောင်တွေပါဆိုလဲနည်းနည်းကဖောင်နဲ့တခြားဟိုမှာထမင်းကြော်တွေပါရှိရပါဟို Chinese ထမင်းကြော်တွေပါဆိုတော့စားလို့အဆင်ပြေတယ် ကိုလေးစားတတ်တဲ့စားခံများတာ ဒီဆိုရင်အနည်းဆုံး120 150တချို့ဟာတွေဆိုရင်မဲသားနဲ့ဆိုရင်180လောက်ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒါပေမဲ့ဒီမှာတိတ်မရှိဘူးနော်ကျန်ခုနကမဲသားလည်းပါတယ်အလုံးစုံရှိမှမဲသားနဲ့အောင်မှာ90 100လောက်ပဲရှိ 50 60 အဲ့တော့ခုလောဆယ်ကျွန်တော်ကဒါ pricing ဟိုပါလေဗါလေ pricing fruit ဒါကချစ်ပါလိုက်တာ စစ်ကလိုက်ချီ လိုက်ချီ ဟာပါရှင် အဲ့တော့ခုတော့ကျွန်တော်နားမယ်စားမယ်ပြီးရင် ATV သွားစီးမယ်အဲ့တော့တောင်တက်ထားလို့လားမသိပြမယ်ခြေထောက်ကတုံနေ ရှိတာအေးတောင်းဖြစ်တာ ခြေထောက်ကတုံနေလမ်းလျှောက်တယ်တော်တော်ကြာတယ်ပြောရမယ်ဗျာသိလားဟုတ်အတက်က အစင်းတော့15မိနစ်ဆိုအတက်ကမိနစ်30ပဲเนาะ ဟမ် ပြောရရင်เนาะအဲ့လောက်ပဲเนาะတော်တော်ညောင်းတယ်